Hello အားလုံးပဲမင်္ဂလာပါအာခင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ cyber လုံခြုံရေးအကြောင်းပြောတဲ့အခါမှာ endpoint ဆိုတဲ့စကားလုံးခဏခဏကြားဘူးကြရတယ်ပေါ့နော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်က endpoint ဆိုတာပါလဲဒီ endpoint တွေကို hacker တွေရန်ကနေကာကွယ်ဖို့ဘာကြောင့်အရေးကြီးတာလဲပြီးရင်ဘယ်လိုနည်းလမ်းတွေသုံးပြီးတော့ကာကွယ်လို့ရနိုင်မလဲဆိုတာတွေပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ endpoint ဆိုတာပါလဲပေါ့နော်ရိုးရှင်းဆုံးပြောရရင်တော့ endpoint ဆိုတာကျွန်တော်တို့ network တစ်ခုမှာချိတ်ဆက်ထားပြီးတော့ data တွေ exchange လုပ်လို့ရတဲ့ device တွေခေါ်ဆိုတာဖြစ်ပါတယ်ဥပမာဖြစ်အခုမိတ်ဆွေကိုင်ထားတဲ့ smartphone ကျွန်တော်တို့အလုံးမှာသုံးတဲ့ laptop တွေ desktop တွေဒါတွေကလည်း endpoint device တွေဖြစ်ပါတယ်ဒီနေ့ခေတ်မှာဆိုရင်ဘယ်လို endpoint device တွေမြင်ရနိုင်လဲဆိုတော့ကျွန်တော် user တွေသုံးတဲ့ laptop တွေ desktop တွေ mobile phone တွေ tablet တွေရှိမယ်နောက်ကျွန်တော် data center တွေမှာသုံးတဲ့ server endpoint တွေပြီးလို့ရှိရင် cloud workload endpoint တွေရှိမယ်ပြီးရင်နောက် IoT နဲ့ OT system တွေမှာသုံးတဲ့ endpoint device တွေရှိမယ်ပြီးရင်အခြား network printer တွေ scanner တွေ POS system တွေဒီလိုမျိုး endpoint တွေမြင်ရနိုင်တယ်ပေါ့နော်ဒီနေ့ခေတ်မှာဒီတော့ endpoint security ဆိုတော့ဘာလဲဆိုတော့ကျွန်တော်ရှင်းမှာပြောခဲ့တဲ့ဒီ endpoint device တွေကို hacker တွေရန်ကနေကာကွယ်ရတာကိုကျွန်တော်တို့ endpoint security လို့အဓိပ္ပာယ်သတ်မှတ်လို့ရတယ်ပေါ့နော်ဒီလိုကာကွယ်တဲ့နေရာမှာကျွန်တော်တို့က antivirus software တွေ endpoint protection platform တွေနောက် detection and response solution တွေဒါတွေသုံးပြီးတော့ကာကွယ်ကြရတယ်ပေါ့နော်ဒီနေရာမှာဘာကြောင့်ဒီ endpoint device တွေကိုကာကွယ်ဖို့အရေးကြီးရလဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ဖြည့်ပြောချင်တာပေါ့ဒီ endpoint device တွေဆိုတာကျွန်တော်တို့ရဲ့အရေးကြီးတဲ့ sensitive information တွေနောက် banking account တွေနောက် sensitive document တွေဒါတွေသိမ်းဆည်းရနေရာဖြစ်တယ်ပေါ့နော်ပြီးတော့လို့ရှိရင် hacker တွေကကုမ္ပဏီတစ်ခုရဲ့ network တွေကိုထိုးဖောက်ဝင်ရောက်ဖို့စူးစမ်းတဲ့အခါမှာကျွန်တော်တို့ဒီ endpoint device တွေအရင်ဆုံးပြစ်မှတ်ထားတိုက်ခိုက်လေးရှိတယ်ပေါ့နော်သူတို့ကဒီ endpoint device တစ်ခုခုဥပမာ laptop တစ်ခုခုတော့ hack လို့ရသွားပြီဆိုတာနဲ့ဒီ laptop ချိတ်ဆက်ထားတဲ့ဒီ network ကွန်ရက်တစ်ခုလုံးအန်ရယ်ပြုနိုင်တယ်ပေါ့နော်ပြုသွားလို့ရနိုင်တယ်ဒီလိုတိုက်ခိုက်တဲ့နေရာမှာဒီ hacker တွေကကျွန်တော် malware တွေ ransomware တွေနောက် zero day exploit တွေဒါမျိုး cyber attack တွေတုံးပြီးတော့တိုက်ခိုက်လေးရှိရဲသူကကျွန်တော်ရှင်းမှာပြောခဲ့သလို laptop တစ်ခုသူ hack လို့ရသွားပြီဆိုတာနဲ့အဲ့ကွန်ပျူတာတစ်ဆင့်ကျွန်တော် network ထဲကို malware တွေဖြန့်မယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီ server ထဲမှာတင်ဆက်ထားတဲ့အခြား sensitive information တွေသူထပ်ပြီးတော့ရအောင် cyber attack လုပ်ပြီးတော့ယူသွားမယ်ဒါမျိုးတွေလုပ်နိုင်တယ်ပေါ့နော်ဒီလိုမျိုးအန်ရယ်တွေကြောင့်ကျွန်တော်တို့ကဒီ antivirus software တွေနောက် endpoint protection platform ဒီ solution software တွေနဲ့ကျွန်တော်တို့ရဲ့ endpoint တွေကိုကာကွယ်ကြတယ်ဒီနေရာမှာကျွန်တော်တို့ပုံမှန် traditional antivirus software နဲ့ကျွန်တော်တို့ဒီနေ့ခေတ်မှာဒီ modern endpoint protection platform တွေကဘာကွာလဲဆိုတာထပ်ပြီးတော့ပြောဖို့လိုလိမ့်မယ်ပေါ့နော်ကျွန်တော်တို့ traditional antivirus software တွေကများသောအားဖြင့် known malware တွေပဲကာပေးနိုင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူကဒီ signature page detection ဆိုတဲ့ဒီ method ကိုသုံးတယ်ပေါ့နော်အဲ့တော့သူကဒီ unknown malware တွေဆိုလို့ရှိရင်သူ့ရဲ့ဒီ signature နဲ့ signature pattern တွေနဲ့ match မဖြစ်တော့ဘူးဆိုလို့ရှိရင်သူကမသိတော့ဘူးမကာပေးနိုင်တော့ဘူးပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ zero day exploit တွေနောက် fineless malware တွေဒါမျိုးတွေဆိုလို့ရှိရင်သူကမကာပေးနိုင်တော့ဘူးပြီးတော့နောက်ကသူ့ရဲ့အားနည်းချက်တစ်ခုကကျွန်တော်တို့ဒီ antivirus software တွေက standalone software တွေနဲ့လာတာများတယ်ပေါ့နော်အဲ့ဒီခါမှာကျွန်တော်တို့ကဒီ centralized visibility မရတော့ဘူးပြီးတော့ဒီ endpoint တစ်ခုမှာကျွန်တော် malware တွေ virus တွေဝင်ပြီဆိုလို့ရှိရင်အချိန်နဲ့တပြေးညီသိနိုင်ဖို့မလွယ်ကူတော့ဘူးပေါ့နော်သူ့မှာဒီလိုမျိုးအားနည်းချက်တွေရှိတယ်အဲ့ဒါကြောင့်မလို့ဒီနေ့ခေတ်မှာဆိုရင်ဒီ cyber security company တွေကဒီ modernize ဖြစ်တဲ့ endpoint protection solution တွေကိုသူတို့ evolve လုပ်ပြီးတော့ထုတ်လာကြတယ်ပေါ့နော်ဒီ endpoint protection solution တွေကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဒီ traditional malware တွေ virus တွေအပြင်ကျွန်တော်တို့ဒီ ransomware တွေနောက် zero day malware တွေနောက် fineless malware တွေဒါမျိုးတွေလည်းသူကကာပေးနိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်သူ့ရဲ့ detection လုပ်တဲ့ method မှာဆိုလို့ရှိရင်ကျွန်တော်ဒီပုံမှန် traditional signature based
detection အပြင်ကျွန်တော် behavior analysis တွေနောက် threat intelligence တွေနောက် machine learning process တွေဒါမျိုးတွေအားလုံးကိုသူကပေါင်းပြီးတော့ detection နဲ့ response လုပ်ပေးနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့သူကဒီ known malware တွေရော unknown malware တွေတော်တော်များများပေါ့သူကကာပေးနိုင်တယ်ပြီးလို့ရှိရင်ဒီနေ့ခေတ် endpoint protection platform တွေကများသောအားဖြင့် centralized visibility ရတယ်ပြီးလို့ရှိရင် centralized monitoring ရတယ် centralized detection နဲ့ response လုပ်လို့ရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကစက်တစ်လုံးမှာ malware သို့မဟုတ် virus ဝင်သွားပြီဆိုလို့ရှိရင်အချိန်နဲ့တပြေးညီ real time ဒီပါကျွန်တော်သိနိုင်တယ်ကျွန်တော်ဒီ satellite console ပေါ်ကနေပြီးတော့ပဲ response လုပ်နိုင်တယ်ဥပမာစက်တစ်လုံးကို isolate လုပ်တာတော့ quarantine လုပ်တာတော့ဒါမျိုးတွေလုပ်နိုင်တယ်ပေါ့နော်ဒီလိုအားသာချက်တွေရှိတယ်ဒါအပြင်ဒီနေ့ခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ external detection response XDR platform တွေလည်းဒီ solution တွေလည်းပေါ်လာပြီပေါ့နော်ဒီ solution တွေကဘာလုပ်ပေးလဲဆိုတော့ကျွန်တော်အရှိမပြောခဲ့ဒီ endpoint protection platform တွေအပြင်နောက် email security နောက် network security cloud workload security ဒီလို security platform တွေအားလုံးကို centralized console တစ်ခုထဲမှာ integrate လုပ်ပြီးတော့ centralized visibility နဲ့detection response လုပ်လို့ရအောင်သူကဖန်တီးပေးထားတယ်ပေါ့နော်ဒီအတွက်ဘာတွေအားသာချက်ရှိသွားလဲဆိုတော့ကျွန်တော်တို့ဒီ central dashboard တစ်ခုထဲမှာဒီကျွန်တော်တို့ရဲ့ဒီ parameter မျိုးမျိုးစီကဒီ threat intelligence တွေနောက်ဒီ monitoring state တွေဒါတွေအားလုံးကိုကျွန်တော်မြင်ရနိုင်တယ်ပြီးတော့ကျွန်တော်တို့ detect နဲ့ response လုပ်နိုင်တယ်ပေါ့ပြီးနောက်ထပ်အားသာချက်တစ်ခုကကျွန်တော်တို့ဒီ parameter တစ်ခုမှာဒီရတဲ့ threat intelligence အခြား parameter တွေမှာလည်း share ပြီးတော့threat intelligence အနေနဲ့ပြန်သုံးလို့ရတယ်ပေါ့နော်ဥပမာပြကျွန်တော်တို့ firewall နေပြီးတော့တစ်စင်ကျွန်တော် zero day malware signature တစ်ခုကိုသူက behavior နဲ့တည်သွားပြီဆိုလို့ရှိရင်ဒီ threat intelligence ကိုကျွန်တော်အခြားဒီ endpoint security တွေနောက်အခြား cloud workload security ဒီလို module တွေမှာလည်းပြန်ပြီးတော့ဒီ intelligence ကိုပြန်အသုံးချရတယ်ပေါ့နော်အသုံးချလို့ရတယ်ဒါကြောင့်ဒီလိုအားသာချက်တွေရှိတယ်ပေါ့အဲ့ဒီတော့ကျွန်တော်တို့ဒီနေ့ခေတ်မှာဒီ modern endpoint protection platform တွေမှာဆိုလို့ရှိရင်များသောအားဖြင့်ဒီလိုမျိုး feature တွေရနိုင်တယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်centralized management နဲ့ visibility ရမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ advanced threat detection နဲ့ response functionality တွေရမယ်နောက် malware နဲ့ threat prevention behavior monitoring နဲ့ exploitation prevention နောက် web filtering vulnerability protection နောက် intrusion prevention data loss prevention နောက်ဒီ application control နဲ့ device control ဒီလို functionality တွေရနိုင်တယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ Gartner ရဲ့ဒီ review အရ2026မှာထိပ်တန်းရောက်နေတဲ့ဒီ endpoint protection solution တွေပေါ့နော်ကျွန်တော် CrowdStrike ရဲ့ Falcon ရှိမယ်နောက် Sentinel-1 ရှိမယ် Treelist ရှိမယ် Trend Micro ရဲ့ Trend Vision 1ရှိမယ်ပြီးတော့လို့ရှိရင် Microsoft Defender ရှိမယ်နောက် Symantec endpoint protection platform ရှိမယ်ဒါတွေရှိမယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ Trend Micro ရဲ့ဒီ Vision 1 server workload protection dashboard ရဲ့ကျွန်တော်တို့ဒီ endpoint status ဖော်ပြရတဲ့ဒီ dashboard ပေါ့နော်ဒါနမူနာဖော်ပြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီ endpoint တွေကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲအရေးကြီးတဲ့ data တွေအချက်လက်တွေတူလောင်သိမ်းဆရာနေရဖြစ်တဲ့အတွက်ဒီ endpoint protection solution တွေသုံးတင်တယ်ပြီးတော့လို့ရှိရင်အခြားကျွန်တော်လိုက်နာတင်တဲ့ best practice တွေလည်းရှိတယ်ပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ဒီ routine updates ကျွန်တော်တို့ပုံမှန်ဒီ OS နဲ့ software တွေပုံမှန် update လုပ်ပေးတင်တယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ access control policy တွေကိုတေချာချမှတ်တင်တယ်ပေါ့နော်နောက်ပြီးတော့လို့ရှိရင် user account တွေဆိုလို့ရှိရင်လည်းဒီ multi factor authentication နဲ့ on တင်တယ်ပြီးတော့လို့ရှိရင်တော့အရေးကြီးတဲ့အချက်တစ်ခုကဒီကျွန်တော်တို့ရဲ့ဒီ endpoint တွေကိုထိတွေ့ကိုင်နိုင်နေတဲ့ user တွေ employee တွေကိုလည်း cyber awareness training တွေပုံမှန်ပေးတင်တယ်ပေါ့နော်ကျွန်တော်တို့ကဒီ endpoint တွေကားတဲ့နေရာမှာဒီပုံမှန်အဖြစ်ဒီ endpoint protection solution သုံးလိုက်ရင်လုံလောက်ပြီလို့ကျွန်တော်ထင်တတ်ကြတယ်ဒီလိုမဟုတ်ဘူးเนาะကျွန်တော်တို့ဒီ endpoint protection solution တွေလည်းသုံးသင့်တယ်လို့ဒီ endpoint တွေကိုဓာတ်ရိုက်ထိတွေ့နေရတယ်ကျွန်တော်တို့ရဲ့ဒီ user တွေဝန်ထမ်းတွေ employee တွေကိုလည်းဒီ cyber awareness training တွေရှိအောင်လို့ကျွန်တော်တို့ cyber awareness ရှိအောင်လို့ training တွေပေးသင့်တယ်ကျွန်တော်တို့ campaign လေးတွေလုပ်သင့်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီ centralized monitoring နဲ့ဒီ detection response ရတဲ့ဒီ modern endpoint protection solution တွေသုံးသင့်တယ်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ဒီဗီဒီယိုလေးအဆုံးထိကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်